ရေငန်ပိုင်ဦးရှင်ကြီးလွန်ခဲ့သောနှစ်ပေါင်းများစွာကပဲခူးတိုင်းကစင်ရွာမှာမောင်ရှင်လို့အမည်ရတဲ့စောင်းသမားတို့ရှိခဲ့ပါတယ်။သူဟာစောင်းကိုကောင်းမွန်စွာတီးနိုင်ရုံကစိတ်ကောင်းနှလုံးကောင်းနဲ့ညီငယ်လေးကိုရှင်ပြုပေးနိုင်ဖို့ငွေကိုစုဆောင်းနေသူလည်းဖြစ်ပါတယ်။ရှင်ပြုဖို့ငွေရရေးအတွက်မောင်ရှင်ဟာအပေါင်းပါတစ်ခုသမားတွေနဲ့အတူလှေထိုးသားအဖြစ်လိုက်ခဲ့ပါတယ်။သူဟာခီးလမ်းမှာအစားအစာရှာဖွေပင်လယ်ထဲမှာမင်းမလာကျွန်းကိုရောက်ရှိခဲ့ကြပါတယ်။ဒီကျွန်းမှာပဲမောင်ရှင်ဟာသူချစ်တဲ့စောင်းကိုတီးခဲ့ပါတယ်။မောင်ရှင်ရဲ့တာယာနာပွဲစောင်းတန်ကကျွန်းကိုစောင့်ရှောက်နေတဲ့နတ်ညီမနှစ်ယောက်ကိုဖမ်းဆီးလိုက်ပါတယ်။စောင်းတန်ကိုဆဲလန်းသားကြတဲ့နတ်ညီမတွေဟာလှေကိုထွက်ခွာခွင့်မပြုတော့ပဲဖမ်းဆီးထားခဲ့ကြပါတယ်။တဆုံးမောင်းကြတဲ့မောင်ရှင်ဟာမိမလာကျွန်းမှာပဲအသက်ဝိညာဉ်နှုတ်ယူခံပြီးနေစိတ်အပြည့်သို့ရောက်ရှိခဲ့ကြတယ်လို့ဆိုပါတယ်။ဒီလိုနဲ့မောင်ရှင်ဟာရေငန်ပိုင်ဦးရှင်ကြီးအမိတင်ကစောင်းကိုပိုက်ဂျာမိကြောင်ကြောကုန်းပေါ်မတ်တက်ရပြီးပင်လယ်ကိုအစိုးရတဲ့နေတစ်ပါးဖြစ်လာခဲ့ပါတယ်။အောက်မြန်မာပြည်နဲ့မြဝကျွန်းပေါ်ဒေသတွေမှာရေကြောင်းခီးသောများအနေကင်းဖို့အတွက်ကန်ဆိုးသူမောင်ရှင်ဦးရှင်ကြီးကိုအထူးတက်လက်ကိုးကွယ်ပူဇော်ကြပါတယ်